လိုင်းပေါ်မှာတင်တဲ့တာကအမမားနေပြီနော်တော့အမဒုက္ခရောက်သွားလိမ့်မယ်လို့နေ့မှကြတော့ကျွန်တော်ကိုအေးစိဖုန်းခေါ်ပြီးတော့မားနေကြတော့အေးစိစကားပြောလိုက်မယ်အမလိုင်းပေါ်တင်တဲ့ဟာကိုအမဒုက္ခရလိမ့်မယ်ကျွန်တော်မိမလည်းဒုက္ခရလိမ့်မယ်အမနဲ့တူတူပဲနော်အမနော်တူတူပဲဒုက္ခရလိမ့်မယ်လို့ကျွန်တော်အခုနာပဲကျွန်တော်ဖုန်းဆွဲပြီးတော့လေသူပြောလိုက်တာသူကလူကြီးအကောင်ကြီးပဲအမအခုလက်ရှိအမားတို့ကိန်းပြီးနေကြတာသူကအကောင်ကြီးပဲတိုင်းမျိုးပဲကျွန်တော်ကဟိုမှာလိုင်းမထင်နေကြတာကိုအခုနေတော့မားနေပြီလို့ပြောလိုက်တော့လို့အဲ့မှာမပြောရင်အမားတို့နေတော့ဒုက္ခရလိမ့်မယ်ဒါပေမဲ့ကျွန်တော်မိမဒုက္ခရမှာမရဘူးအမဒုက္ခရမှာဆိုလို့စိတ်ပူလို့အခုလိုပြောလိုက်မင်းတို့ကျွန်တော်ကိုကောင်းကောင်းမစကားပြောလိုက်အမ